ဒီနေ့တော့နှစ်တို့ရဲ့ဘရင်ကလုံးများစာလို့တင်စားရတဲ့တနင်္ဂနွေသားသမီးတွေရဲ့တသက်တာကံကြမ္မာအကြောင်းကိုမြေဘဝကနေကြီးဘဝအထိအသေးစိတ်ဟောကြားပေးသွားမယ်နော်ပထမဆုံးသူတို့ရဲ့ငယ်စဉ်ကလေးဘဝမှာဆိုရင်တနင်္ဂနွေသားသမီးတွေဟာမိကလေးကဖုံးကန်ပါလာသူတွေဖြစ်ပါတယ်ငယ်ကလေးကခေါင်းဆောင်စိတ်ရှိတယ်ဆရာလုပ်ချင်တယ်သူများခိုင်းတာမကြိုက်ကြဘူးညံကောင်းလို့လူကြီးတွေကတော့မဖျားခါရတဲ့ကလေးမျိုးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့စိတ်ကြီးပြီးဇွဲနှပြေကောင်းတာကတော့သူတို့ရဲ့မိရပါစိတ်တက်ပါပဲလူလက်ပိုင်းရွယ်ရောက်လာတဲ့အခါသူတို့ရဲ့ဘဝဟာနေမင်းကြီးလိုတောက်ပလာတတ်ပါတယ်ရီမန်းချက်ကြီးမားသူတွေမို့တာမန်အလုပ်တွေမှာမပြောမိပဲကိုယ်ပိုင်စည်းဝါးရေးသို့မဟုတ်အရာရှိအကြီးအကဲနေရာတွေမှာအောင်မြင်ကြော်ကြားတက်ကြပါတယ်အချစ်ရေးမှာတော့ရွေးချယ်မှုများတက်ပေမဲ့တကယ်ချစ်မိရင်အသက်ပေးပြီးချစ်တတ်ကြတယ်သတိထားရမှာကသူတို့ကမာနကြီးတလောက်တိတ်ခါထိပါလာရင်တော့ဘသူ့ကိုမှမြင့်ညာမှာမဟုတ်ပါဘူးစီးပွားရေးကံမှာတော့ဝေရှာကောင်းတလောက်တင်သုံးတာလေရေရောသူတွေပါသူတို့ဟာနေရစင်မှာရုန်းကန်ရတတ်ပေမဲ့အသက်40ကျော်လာရင်ကိုယ်ပိုင်နေရာကိုယ်ပိုင်ခုံးတန်ကူနဲ့ထိတ်ဆုံးကိုရောက်ရှိမဲ့ဇာတာရှင်တွေဖြစ်ပါတယ်။နောက်ဆုံးကြီးဘဝအိုမင်းသွားတဲ့အခါမှာတော့သူတစ်ပါးရဲ့မိခိုအားထားရာတရားသခင်ဖြစ်နေအုံးတကူကြီးမားစွာနေရတတ်ပါတယ်။နေရစဉ်ကဒေါသတွေကိုလျှော့ချနိုင်ရင်ဘဝနောက်ပိုင်းမှာရွှေပေါ်များတယ်။စံစားရမယ့်သူတွေပါပဲ။အေးကလုံမင်းလိုတနင်္ဂနွေသားသမီးတွေမှန်မှန်ခမစ်မှာပြောပြခဲ့ကြပါဦး